တော့လူမှုကွန်ရက်ပေါ်မှာအရန်ကိုပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်တစ်ခုနဲ့ပတ်သက်ပြီးသတိပေးချက်တစ်ခုပြောချင်ပါတယ်။ဒါကတော့ပျော်ကွယ်မြို့အင်ဂျင်ခံဖရားရဲ့တိမ်တော်ထဲမှာစုံတွဲတွဲလိန်စစ်ဆန်နေလာကိုဖုန်ကြီးတစ်ပါးကဖမ်းမိရဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်မှာစုံတွဲဟာဘာသာရေးဆိုင်ရာအဆောက်အဦဖြစ်တဲ့တိမ်တော်အတွင်းမှာအလွန်မအားဆက်တဲ့ကာမဆက်ဆံမှုကိုပြုလုပ်ခဲ့ကြပါတယ်။ဗီဒီယိုမှတ်တမ်းအရယောက်ျားလေးကအရင်စတင်ပြီးနောက်ဆုံးမှာတော့မိန်းကလေးကလည်းအဲ့ဒီအပြုအမူကိုတုံ့ပြန်ခဲ့တာကိုတွေ့ရပါတယ်။ဖရားထဲမှာတန်ဖိုးကြီးတဲ့ပစ္စည်းတွေမရှိပေမဲ့သူတို့ရဲ့လုပ်ရဟာတိုင်းပြည်ရဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးကိုပြင်းထန်စွာစော်ကားရရောက်ပါတယ်။တိမ်တော်ထဲမှာအလွန်မလျော်ကန်တဲ့အပြုအမူကိုဖုန်ကြီးတစ်ပါးကတွေ့ရှိပြီးဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ဒါပေမဲ့စုံတွဲကဗီဒီယိုရိုက်နေတဲ့ဖုန်ကြီးရဲ့ဖုန်းကိုပြန်လည်ရိုက်ချခဲ့ပြီးဖုန်းအတွက်ငွေကြေးပေးကအွန်လိုင်းပေါ်မတင်ဖို့တောင်းပန်တာမျိုးနဲ့ရန်ထောင်ခဲ့ပါတယ်။ဒါဟာမိမိလုပ်ရက်ကိုဝန်ခံတာမဟုတ်ပဲအမားကိုအမားနဲ့ဖုံးဖိဖို့ကြိုးစားတာပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်ကနေအသိပညာအနေနဲ့ပြောချင်တာကတော့ဘာသာရေးအဆောက်အဦတွေဟာအလေးအမြတ်ထားရမယ့်နေရာတွေဖြစ်ပါတယ်။အဲ့ဒီလိုနေရာမျိုးမှာအခုလိုအပြုအမူတွေဟာဥပဒေအရာရောလူမှုရေးအရာပါပြင်းထန်တဲ့အဖြစ်ဖြစ်ပါတယ်။ဗီဒီယိုဖိုင်ကိုဖြန့်ဝေခြင်းဟာလေနောက်ဆက်တွဲပြဿနာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။စုံတွဲအနေနဲ့လေမိမိရဲ့အပြုအမူကယဉ်ကျေးမှုနဲ့ကိုက်ညီမှုရှိမရှိကိုစင်ကြွင်သင့်ပါတယ်။အားလုံးပဲမိမိတို့ရဲ့လုပ်ရက်တွေကိုတတိထားကြဖို့နဲ့ဘာသာရေးနေမြဲတွေကိုလေးစားကြဖို့တိုက်တွန်းလိုပါတယ်။အချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။